ရွေးကောက်ပွဲအလွန်လွတ်တော်ပေါ်လာရင်ဦးစားပေးလှုပ်ဆောင်တဲ့အရာတွေကဘာတွေဖြစ်မလဲအားလုံးပဲမင်္ဂလာပါဗျဒီနေ့မျှဝေခြင်းတဲ့အကြောင်းအရာကတော့ဒီရွေးကောက်ပွဲပြီးလို့လွတ်တော်ပေါ်လာရင်ဘာတွေကိုဦးစားပေးလှုပ်ဆောင်တဲ့ဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်တချို့ကိုမျှဝေပေးသွားခြင်းပါတယ်ဒီနေ့နဲ့ဆိုရင်ရွေးကောက်ပွဲကျင်းပဖို့38ပဲလိုတော့တယ်အစိုးရအနေနဲ့လည်းဒီရွေးကောက်ပွဲကိုအပိုင်း3ပိုင်းခွဲပြီးတော့ကျင်းပပေးမယ်ဆိုပြီးတော့ထုတ်ပြန်ထားပြီးဖြစ်တယ်လို့ဒီရွေးကောက်ပွဲအပိုင်း1ကို2025ခုနှစ်ဒီဇင်ဘာ28ရက်နေ့မှာကျင်းပမယ်အပိုင်း2ကို2026ခုနှစ်ဇန်နဝါရီ17ရက်နဲ့အပိုင်း3ကိုတော့ဇန်နဝါရီနောက်ဆုံးအပတ်မှာကျင်းပပေးမယ်ဆိုပြီးတော့ထုတ်ပြန်ခဲ့တယ်အဲ့လိုပဲရွေးကောက်ပွဲအပိုင်းလိုက်ကျင်းပပေးမယ်မျိုးတွေကိုလည်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်လက်ရှိမှာပြည်သူလူထုအနေနဲ့ဒီပြီးခဲ့တဲ့2021ခုနှစ်ဒီနိုင်ငံရေးမတည်မငြိမ်မှုကနေစလို့အခက်အခဲတွေအများကြီးနဲ့ရင်ဆိုင်ကျော်လွှားနေရတာဖြစ်တယ်ဒီကုန်စည်နှုန်းအဆမတန်မြင့်တက်လာရတဲ့ပြဿနာတွေအလုတ်လက်မဲ့ဘဝတွေနဲ့ပြီးတော့ဒီတိုက်ပွဲတွေကြောင့်နေရဆွန့်ခွာပြီးအိုးမဲ့အိမ်မဲ့ဘဝတွေဒီလိုအခက်အခဲပေါင်းများစွာနဲ့ရင်ဆိုင်ဖြတ်သန်းနေရတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီရွေးကောက်ပွဲအပြီးတက်လာမယ်အစိုးရအနေနဲ့ပထမဦးဆုံးဦးစားပေးအနေနဲ့လူမှုဘဝပြန်လည်ထူထောင်တဲ့အခါမှာနိုင်ငံရေးတည်ငြိမ်မှုရှိဖို့အတွက်နိုင်ငံငြိမ်းချမ်းရေးကိစ္စရပ်တွေကိုဦးစားပေးလှုပ်ဆောင်တင်တာဖြစ်တယ်လို့နိုင်ငံရေးနဲ့စီအကျက်တဲ conflict တွေကိုဒီဖြေရှင်းပေးနိုင်မဲ့မျိုးသားညီညွတ်ရေးအစိုးရအသွင်သဏ္ဍာန်မျိုးဖွဲ့စည်းဆောင်ရွက်တင်တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိတယ်နောက်တစ်ချက်ကတော့ဒီလက်ရှိမှာပြည်သူလူထုတွေအဓိကကြုံတွေ့နေရတဲ့ပြဿနာတွေကတချို့ဖြစ်တဲ့ကုန်စည်နှုန်းအဆမတန်မြင့်တက်လာတဲ့အတွက်ကုန်စည်နှုန်းတည်ငြိမ်ကျဆင်းဖို့ပြီးတော့ပြည်သူတွေအလုပ်အကင်ခွန်လန်းရရှိဖို့နဲ့ဒီလျှက်စစ်မီပုံမှန်ရရှိရေးကနေလုံလောက်သုံးဆွဲနိုင်သည့်အထိကျွန်တော်တို့ဦးစားပေးလှုပ်ဆောင်သွားတဲ့နယ်လို့မြင်မိတယ်ပြီးတော့ရေတိုစီမံကိန်းတွေအနေနဲ့ခုနကပြောသလိုပဲကုန်စည်နှုန်းတည်ငြိမ်ကျဆင်းအောင်ပြီးတော့ကျွန်တော်တို့အလုပ်ကင်တွေရရှိအောင်ဒီနိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်ရမှာဖြစ်တဲ့အပြင် sanction တွေကိုရော့ပေါ့အောင်အဲ့ကနေတဆင့်ပဲ sanction level ဖြစ်အောင်လုပ်နိုင်ရင်တော့အကောင်းဆုံးပေါ့လေဒီ sanction level ဖြစ်အောင်လုပ်မယ်ဆိုရင်ဒီအလိုလိုနေရေးနဲ့ကျွန်တော်တို့ foreign investment လို့ခေါ်တဲ့နိုင်ငံရင်းနှီးမြှုပ်နှံမှုတွေလာမယ်အဲ့လိုမျိုးဖြစ်သွားပြီဆိုလို့ရှိရင်ဒီပြည်သူလူထုအနေနဲ့အလုပ်ကင်အခွင့်အလမ်းတွေရလာမယ်ပြီးတော့ကုန်စည်နှုန်းတွေလည်းအထိုက်အလျောက်တည်ငြိမ်လာမှာဖြစ်တဲ့အပြင်ငွေကျပ်တန်ဖိုးတွေလည်းတိုးတက်လာမှာဖြစ်ပါတယ်လက်စုကိုတော့ဒီစက်မှုဇုံတွေမှာအရင်ရအောင်မြန်လုပ်မယ်အဲ့ဒီကနေပြည်သူတွေအားလုံးသုံးစွဲနိုင်သည့်အထိလှုပ်ဆောင်ဖို့လိုအပ်တယ်လို့မြင်မိတယ်ဆိုတော့အချုပ်အနေနဲ့ပြောရရင်ဒီမြန်မာနိုင်ငံမှာပြည်သူလူထုကြုံတွေ့နေကြရတဲ့အဓိကအားဖြင့်တော့ဒီအခြေခံလူတန်းစားတွေအခက်အခဲကြုံနေရတာကဒီမဖြစ်တဲ့မဖြစ်တိုက်ပဲဖြစ်နေရတဲ့ကုန်စည်နှုန်းကြီးမြင့်မှုနဲ့အလုတ်လက်မဲ့ဖြစ်မှုတွေပဲဖြစ်ပါတယ်ကုန်စည်နှုန်းဆိုတဲ့နေရာမှာဒီပြည်သူလူထုရဲ့ကျန်းမာရေးနဲ့ဒီတိုက်ရိုက်ပတ်သက်နေတဲ့အစမတန်မြင့်မားနေတဲ့ဒီစေဝါးတွေရဲ့ကုန်စည်နှုန်းတွေကိုမဖြစ်မနေရော့ကျသွားအောင်လုပ်ဖို့လိုသလိုဒါတွေနဲ့ပတ်သက်ပြီးတော့လေလွတ်တော်ပေါ်လာပြီဆိုလို့ရှိရင်ပထမဆုံးဦးစားပေးအစိုးတင်သွင်းလှုပ်ဆောင်တဲ့အချက်ဖြစ်တယ်လို့လေကျွန်တော်အနေနဲ့သုံးသပ်မိတယ်ဒါကြောင့်မလို့မကြခင်လုံးမဲ့ရွေးကောက်ပွဲမှာပြည်သူတွေအနေနဲ့ဒီရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ကြမဲ့နိုင်ငံရေးပါတီတွေနဲ့လွတ်တော်ကိုယ်စားလှယ်လောင်းတွေကိုတေချာစစ်စစ်ရွေးချယ်ဖို့လိုသလိုပြည်သူအကျိုးနိုင်ငံအကျိုးကိုတကယ်လှုပ်ဆောင်ပေးနိုင်မဲ့ကိုယ်စားလှယ်လောင်းတွေနဲ့နိုင်ငံရေးပါတီတွေကိုလည်းရွေးချယ်မဲပေးဖို့လိုတယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်